အားလုံးပဲရှင်နာမနဲ့မင်္ဂလာပါ morning devotion ကနေအားလုံးကိုပြန်လည်ပြီးမှကြိုဆိုရဲဒီကနေ့မှာကျွန်မယူဆောင်လာတဲ့နှုတ်ကပတ်တော်ကတော့မျော်လင့်တာထက်သာ၍ကောင်းသောအရာဆိုတဲ့နှုတ်ကပတ်တော်လေးကိုဝေငှသွားမှာဖြစ်ပါတယ်အေဖက်ခန်းကြီး3အခန်းငယ်20-21ကိုကျွန်မတို့အတူတကွကြည့်အောင်ငါတို့၌ပြုပြင်သောတကူတော်အတိုင်းငါတို့တောင်းပန်ကြံစီသမျှထက်အလွန်ထူးခြားစွာပြုခြင်းကတတ်နိုင်တော်မူသောဖခင်သခင်သည်ယေရှုခရစ်အားဖြင့်အတင်းတော်၌ကဘာဆက်ဘုံကြီးတော်မူစေတည်အာမင်ဒီကာလကကျမတို့ဘာအားဖြင့်ဘုရားသခင်ကအလုတ်လုပ်တယ်လဲဆိုရင်အတင်းတော်အားဖြင့်ကျမတို့ဘုရားကအလုတ်လုပ်တာဖြစ်တယ်ဒါဆိုရင်ဒီနေ့ကျွန်တော်ကအတင်းတော်နဲ့နော်ဒီမှာကြည်နေတဲ့နော်ယုံကြည်သူတွေတော်၎င်းနော်ဒီမှာကြည်တဲ့နော် online ကနေကြည်နေတဲ့သူအရောက်ချင်းစီတိုင်းဟာဒီကနေ့ကျမတို့ကအတင်းတော်နဲ့လက်တွဲဖို့ရန်အတွက်လိုအပ်တယ်အတင်းတော်တစ်ခုခုမှတင်ပါဝင်နေဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်အတင်းတော်၌တဲ့ပြောချင်တဲ့အရာဘုရားသခင်အသင်းတော်နဲ့အလုံးလုံးတယ်ဟာလေလုယာအာမင်အေးအမှာဘာကိုတွေ့ရတယ်လဲနော်ငါတို့၌ပြုပြင်တော်တကူတော်ဒီတဲ့ငါတို့တောင်းပန်ကြံစီသမျှထက်အလွန်ထူးခြားစွာဘုရားသခင်ကဒီနေ့ကျွန်တော်တို့မျှော်လင့်တာထက်ကျွန်တော်တို့တောင်းတတာထက်ကျွန်တော်တို့လိုချင်တာထက်တာ၍ကောင်းသောအရာဘုရားသခင်ပြင်ဆင်ထားတယ်ဆိုတဲ့အရာကိုတွေ့ရတာဖြစ်တယ်ပြောချင်တဲ့အရာကဒီနေ့ကျွန်တော်ချမှတ်ထားတဲ့အရာတွေဖြစ်ချင်တဲ့အရာတွေလိုချင်တဲ့အရာတွေများစွာရှိမှာပါဒါပေမဲ့အဲ့ဒီအရာတွေအခုချိန်ထိဖြစ်မလာဘူးဆိုမှဒီကနေ့သင်ကစိတ်သက်ကြနေဖို့မဟုတ်ဘူးသင်ရဲ့အသက်တာနဲ့ဖြစ်မလာဘူးဆိုတဲ့အရာကဒီကနေ့ဒီမနေ့မှာသင်အသက်တာထဲမှာကောင်းကြီးဖြစ်လာမှာဖြစ်တယ်အာမင်ဒါပေမဲ့သင်ရဲ့အသက်တာထဲမှာကဘာလိုအပ်တယ်လဲဆိုရင်နှုတ်ကပတ်တော်ဘုရားသခင်သင်ကိုဘာပြောတယ်လဲနော်နှုတ်ကပတ်တော်အဖြစ်သင်တက်တာထဲမှာဘာစကားပြောတယ်လဲဘယ်အရာရှိတယ်လဲဆိုတဲ့အရာကိုသင်ကသိထားဖို့ရန်အတွက်လိုအပ်တယ်အဲ့ဒီနှုတ်ကပတ်တော်ကိုသင်ကခံယူခြင်းအပြင်သင်ရဲ့အသက်တာထဲမှာသင်ကယုံကြည်ပြီးမှနော်လိုက်လျှောက်ဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်သင်ရဲ့မျှော်လင့်ခြင်းကနော်သင်ရဲ့တောင်းတခြင်းကနော်တခြားတော့သင်ရဲ့နော်လူတွေစီမဟုတ်ဘဲနဲ့ဘုရားသခင်ငါတို့ကိုပေးခြင်းတဲ့အရာကတောင်းပန်ကြံစီတဲ့အလွန်ထူးခြားစွာပြုခြင်းကတတ်နိုင်တဲ့အရာခတ်သိမ်းကိုတတ်ဆွမ်းနိုင်တဲ့ဘုရားဖြစ်တယ်။အာမင်။သင်ရဲ့လိုအပ်ချက်အရာအားလုံးကိုအဲ့ဒီဘုရားသခင်ကအမြဲတမ်းမှပေးခြင်းတဲ့ဘုရားဖြစ်တယ်။သင်ကအခြေအနေတွေကိုကြည့်ပြီးမှသင်မမျော်လင့်ပါနဲ့။အခြေအနေတွေကိုကြည့်မယ်ဆိုရင်ဘာမှမျော်လင့်စရာသင်ရှိမှာမဟုတ်။အခြေအနေတွေကြည့်မယ်ဆိုရင်သင်ယုံကြည်ခြင်းလည်းရှိလာမှာမဟုတ်ဖြစ်တယ်။အခြေအနေအပေါ်မူတည်ပြီးမှကျမတို့လှုပ်ဆောင်ခြင်းမျော်လင့်ခြင်းယုံကြည်ခြင်းမဟုတ်ဘဲနဲ့အခြေအနေတွေပေါ်မမူတည်ဘဲနဲ့တင့်ရဲ့ဖရားပေါ်မှာထားတဲ့မျော်လင့်ခြင်းဖရားပေါ်မှာထားတဲ့ယုံကြည်ခြင်းရှိဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်အာမင်ဒါဆိုရင်သင်ကသင်ရဲ့အသက်တာထဲမှာဖရားသခင်ပေါ်မှာသင်ကနော်ယုံကြည်မယ်ဖရားကိုသင်မျော်လင့်မယ်ဆိုရင်တင်တောင်းပန်ကြံစီသမျှချက်အလွန်ထူးခြားစွာအဲ့ဒီဘုရားသခင်ရဲ့လက်တော်လှူရှားလာမှာဖြစ်တယ်။တင်းရဲ့မိသားစုထဲမှာတင်းရဲ့အသင်းတော်ထဲမှာတင်းရဲ့အသက်တာထဲမှာဘုရားသခင်ရဲ့လက်တော်ကလှူရှားလာမှာဖြစ်တယ်ဆိုတဲ့အရာကိုဒီနှုတ်ကပတ်တော်လေးပဲအရောက်ချင်းစီတိုင်းကိုဝင်ငှချင်တာဖြစ်တယ်။အရောက်ချင်းစီတိုင်းမှာဘုရားသခင်ထူကောင်းကြည့်ပေးပါစေ။